အားလုံးပဲမင်္ဂလာပါဂျပန်ပြည်တွင်း2025ကျွန်တော်တို့ GMD ဆောင်ပွဲဖောင်နေထားတဲ့သူတွေအတွက်17လပိုင်း18ရက်နေ့နောက်ပိုင်းကနေစပြီးတော့ပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့ဂျူကန်ရောလေးကိုစပြီးတော့ပို့ပေးနေပါပြီအဲ့တော့ဂျူကန်ရောကတော့ပေါ့နော်ကျွန်တော်တို့နေရာဒေသအလိုက်တချို့နေရာတွေလည်းရောက်ပြီးတချို့နေရာတွေလည်းမရောက်သေးဘူးပေါ့နော်ကျွန်တော်တို့နေရာတွေဆိုရင်လည်းမရောက်သေးပါဘူးအဲ့တော့ဒီဂျူကန်ရောမရောက်သေးတဲ့သူတွေအတွက်ပေါ့နော်ကိုယ့်ရဲ့ MyGMD ID နဲ့ login ဝင်ပြီးတော့ပေါ့နော်ဂျူကန်ရောကြည့်နေလေးအကြောင်းမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဂျူကန်ရောကြည့်ဖို့အတွက် Google Chrome or browser တစ်ခုခုကိုကျွန်တော်ဝင်လိုက်ပါမယ်ကျွန်တော်တို့ Google Chrome ဝင်လိုက်ပါမယ်ဒီနေရာမှာကျွန်တော် MyGMD ID login ဆိုပြီးတော့ရိုက်လိုက်ပါပြီးတော့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာကိုယ့်ရဲ့ MyGMD ID နဲ့ password လေးကိုရိုက်ထည့်ပေးပါကျွန်တော်ကတော့ပေါ့နော်စိတ်မှတ်ထားတာရှိတာဖြစ်တဲ့အတွက် use password ကိုနှိပ်ပြီးတော့ကျွန်တော်ရှေ့ဆက်သွားပါမယ် login ကိုတစ်ချက်နှိပ်လိုက်ပါဒါကတော့ခုနကကျွန်တော်တို့ကြည့်ခဲ့တယ်ပေါ့နော် GMD ရဲ့Oshida ဆက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဂျူကန်ရောကိုကြည့်ဖို့အတွက်ပေါ့နော်မီနူဘားလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင်တော့ Moshikomisha Joho Kakunen Hanko ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာဂျူကန်နိုင်ရော on Hyoji Suru ဆိုတဲ့အစိမ်းရောင်လေးကိုတစ်ချက်နှိပ်လိုက်ပါဒါကတော့ကျွန်တော်တို့ရဲ့ဂျူကန်ရောဖြစ်ပါတယ်အဲ့ဒီတော့17လပိုင်း21ရက်နေ့နောက်ပိုင်းအထိပေါ့နော်test ပေါင်းချဂျူကန်ရောရောက်မလာတဲ့သူတွေကကျွန်တော်တို့ဒီနီလန်းလေးအတိုင်းပေါ့နော်ကိုယ့်ရဲ့ဂျူကန်ရောကိုဝင်ကြည့်ပြီးတော့ download ဆွဲပြီးတော့စာမွေးပြင်မဲ့နေရောက်ရင် print ထုတ်ယူသွားလို့ရပါတယ်နောက်တစ်ခုကပေါ့နော်ဂျူကန်ရောရောက်မလာတဲ့သူတွေအတွက်ဂျပန်ပြည်တွင်းမှာပေါ့နော်ကျွန်တော်တို့ community မှာ print ထုတ်နေဗီဒီယိုလေးလည်းကျွန်တော် comment မှာ link ချပေးထားပါမယ်ဒါမှမဟုတ်ရင်လည်းပေါ့နော် print ထုတ်နေဗီဒီယိုတည်တံ့သိချင်နေဆိုရင်လည်းကျွန်တော် comment မှာရေးပေးထားခဲ့ပါခင်ဗျာcomment မှာ print ထုတ်နေဗီဒီယိုမေးတဲ့သူရှင်တော့ကျွန်တော်နောက်ကြရင် print ထုတ်နေဗီဒီယိုလေးလည်းတင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်